ဖွင့်ထားပေးပါလို့ကျွန်တော်က1 2 3ဆိုပြီးတော့ကျွန်တော်အော်မှာဖြစ်တယ်ပေါ့နော်အတန်ဖွင့်ပေးပါအဖီးအတန်ဖွင့်ပေးပါအောင်နော်မတ်ဝေနဲ့အတန်ဖွင့်ပေးပါတင်းကြီးတို့မိသားစုအတန်ဖွင့်ပေးပါမတ်ဘူအတန်ဖွင့်ပေးပါမမုန်းကြအတန်မမုန်းညအတန်ဖွင့်ပေးပါအဖီးအတန်ဖွင့်ပေးပါရပြီနော်ကျွန်တော်တို့ရတယ်အတူတူတပြိုင်တည်းអော်မယ်နော်1 2 3 Sweet December နောက်တစ်ခေါက်အောင်မယ်နော် Sweet December နောက်တစ်ခေါက်နော်1 2 Okay Sweet December Okay ကျေးဇူးတင်အားဖြင့်ဖခင်ကျေးဇူးတော်ချီးမွမ်းပါတယ်ကျွန်တော် Sweet December Okay နော် Okay ကြားရတယ်ခင်ဗျာကျွန်တော်ပြီးသွားရင်ကျွန်တော်တို့ရဲ့အတန်လေးတွေline ပေါ်ပြန်တင်ပေးပါမယ်လို့ကျေးဇူးတင်ပါတယ်ကျွန်တော်တို့